Hello အားလုံးပဲမင်္ဂလာပါဒီနေ့ဗီဒီယိုတင်ပေးချင်တာကကျွန်တော် Gmail account passport မင်းနေနော်ကျွန်တော် Gmail က Skype web မင်းနေကျွန်တော်ပြန်ပြောင်းရောက်နီးကိုကျွန်တော်ဒီဗီဒီယိုမှာ share လုပ်ပေးမှာဖြစ်ပါတယ်ဒီ Skype web ကိုကျွန်တော် motivate နဲ့ကျွန်တော်ဘယ်လိုပြန်ပြောင်းရမှာလဲဆိုတာမျိုးတွေ့တဲ့နေ့ဒီဗီဒီယိုမှာ share လုပ်ပေးမှာဖြစ်ပါတယ် Okay ဒါဆိုရင်ကျွန်တော် Gmail Skype web ပြောင်းမယ်ဆိုရင်တော့ကျွန်တော်အရင်ဆုံးဒီနောက်တစ်ချက်နဲ့ပြလိုက်ပါနော် Okay ဒီနေရာရောက်ပြီဆိုရင်ကျွန်တော်အဲ့မှာဒီနေရာတစ်ချက်နဲ့ပြလိုက်ပါနော်အဲ့နေရာနော်ပြီးရင်ကျွန်တော်အဲ့ဆိုရင်ကျွန်တော်အဲ့မှာပုံမှာဒီနေရာတစ်ချက်နဲ့ပြလိုက်ပါအဲ့နေရာတစ်ချက်နဲ့ပြလိုက်ပါနော်Okay ဒီနေရာမှာနေ့ရှိမှာကျွန်တော်အဲ့မှာလက်ရှိကျွန်တော်အသုံးပြုထားတဲ့ Gmail account တွေအဲ့မှာပေါ်နေမှာဖြစ်ပါတယ် Okay ဒီနေရာမှာကို Gmail passport မင်းနေရပြီ account လဲဆိုတော့ကျွန်တော်ကြည့်ရမှာဖြစ်ပါတယ်ဥပမာကျွန်တော်အောက်ဆုံးကကြည့်မယ်နော်ဥပမာဒီ account ကျွန်တော် passport မင်းရဆိုတော့ဒီ account ကိုကျွန်တော် Skype web ပြောင်းမှာဖြစ်ပါတယ်အဲ့နေရာတစ်ချက်နဲ့ပြလိုက်ပါဒီအစမ်းကိုနှိပ်ပြလိုက်ပါပြီးတော့ကျွန်တော်ခုနကနေအပြန်တော့လိုက်ပါမှာနော်ပြီးတော့ကျွန်တော် Google ဆိုတဲ့နေရာကိုဝင်တော့ရမှာဖြစ်ပါတယ်ဒီနေရာနော်အခုကျွန်တော်လက်ရှိနေရာပြောင်းချင်တဲ့နေရာတစ်ချက်ပြန်နှိပ်ပြလိုက်ပါပြီးတော့ကျွန်တော်ဒီလက်တစ်ချက်နဲ့ဒီဖက်မှာ setting ပြလိုက်ပါနော်လို့နော်လက်ချက်နဲ့ okay မှာကျွန်တော် screw this ဆိုတာကိုတစ်ချက်နဲ့ပြလိုက်ပါအဲ့ဒါတစ်ချက်နဲ့ပြလိုက်ပါပြီးတော့ကျွန်တော်ပေါ်နည်းနည်း setting ပြလိုက်ပါနော်ပုံမှန်နော် okay ဒီညမှာဆိုတော့ passport large change ဆိုရကိုကျွန်တော်တစ်ချက်နဲ့ပြလိုက်ပါဒီညတစ်ချက်နဲ့ပြလိုက်ပါနော် Okay ပြီးဒီလိုပေါ်လာပြီဆိုရင်ကျွန်တော်အဲ့မှာအခုကျွန်တော်လက်ရှိကကျွန်တော်က passport မဲ့တဲ့အတွက်ကျွန်တော် forgot password ဆိုရအောင်တစ်ချက်နဲ့ပြရမှာဖြစ်ပါတယ်အဲ့ညတစ်ချက်နဲ့ပြလိုက်ပါကျွန်တော် Skype web မဲ့တဲ့အတွက်ဒီနေရာကိုနှိပ်ပြမှာဖြစ်ပါတယ် Okay ပြီးတော့ကျွန်တော်ပုံနေတဲ့ setting ပြလိုက်ပါပြီးတော့ကျွန်တော်က continue ကိုထားနေပြရမှာဖြစ်ပါတယ်အဲ့မှာ continue ဆိုတာတစ်ချက်နဲ့ပြလိုက်ပါပြီးတော့မှာကိုယ် passport ကိုတစ်ချက်ရိုက်ထည့်ပြလိုက်ပါOkay ပြီးရင်တော့ကျွန်တော်အဲ့မှာတောင်းဆိုထားရနော် passport တိကျထားပါနော်အဲ့မှာကိုစက်ချိုက်ငါမြည့်လို့တဲ့ passport ငါမြည့်လို့တဲ့ Skype web ကိုအဲ့မှာရိုက်ထည့်ပြလိုက်ပါကျွန်တော်ဥမာနမနာအနေနဲ့လို့ရိုက်ထည့်ပြကြည့်လိုက်မယ်နော် Okay ခုနလည်းပြောင်းကျွန်တော်ပြောင်းလို့မရဆိုတော့ကျွန်တော်အဲ့လိုစမ်းကြည့်မယ်နော်အဲ့မှာ change password ဆိုတာထားနေပြလိုက်ပါပြီးတော့ change password ဆိုတာထားနေပြလိုက်ပါ Okay ခွာတူကျွန်တော်ပြောင်းတော့အောင်ပြီသွားပြီနော်ခုန passport နော် password နော်ပြီးတော့ကျွန်တော်ဒီ get start နဲ့ကြည့်လိုက်ပြီနော် Okay ဒါဆိုရင်ကျွန်တော် Gmail password ပြောင်းတာအဲ့ဒီ group ပြောင်းလို့သွားပြီနော် Okay ဒါကျွန်တော်ကိုယ့် Gmail password မင်းနေနော်ကျွန်တော်အဲ့ဒီကိုဆုံးပြောင်းနေဖြစ်ပါတယ် Okay အားလုံးစိတ်ကြပါစေနော်